ဒါကျွန်တော်ဟိုတနေ့ကတင်လိုက်တဲ့ဒီ air cooler ကတ်ကိုပေါ့နော်ဒီ ambient transistor နေရာမှာဒီ ambient transistor ဒီ SMD ဒီကျွန်တော်တို့နေရာတကာမှာဝယ်လို့မရပါဘူးအခက်အခဲရှိတယ်အဲ့တော့ကျွန်တော်တို့ကအလုပ်လဲဖြစ်ရမယ်ပေါ့နော်အလုပ်လဲဖြစ်ရမယ်ကိုယ့်ရဲ့အချိန်လည်းမကုန်ဘူးကပ်ပြားလည်းအဆင်ပြေတယ်30နေရာမှာလည်းအနောက်ရှက်မဖြစ်ဘူးအဲ့လိုပုံစံမျိုးမှာကျွန်တော်ကဒီ ambient ဒီ SMD ရဲ့ transistor နေရာမှာULN 2003ထည့်လိုက်တာဖြစ်ပါတယ်အဲ့တော့လုပ်ချင်တဲ့သူတွေလိုက်လုပ်လို့ရအောင်ကျွန်တော်ဒီဗီဒီယိုလေးနဲ့ရှင်းပြပေးလိုက်ပါတယ်အဲ့တော့ကျွန်တော်တို့အကယ်လို့ဒီ NPN transistor ဖြစ်ရမယ်เนาะ gateway given က NPN transistor မှာကျွန်တော်တို့ကဒီ P ဆိုတာကကျွန်တော်တို့ဒါ positive ဘို့ခေါ်တာဖြစ်တယ်เนาะ N ကတော့ဒါကျွန်တော်တို့ ground ပေါ့เนาะဆိုတော့ကျွန်တော်တို့အရင်ဆုံးဒီ transistor ကိုကျွန်တော်တို့ဖြုတ်လိုက်ရမယ်ဖြုတ်ပြီးတဲ့အခါကျရင် ULN 2003ထည့်မယ်ဆိုရင် transistor နဲ့ဒီ ULN 2003မှာကွာချက်ကဘာလဲဆိုရင် transistor ဒီဒါကျွန်တော် positive ပို့ရရတယ် gateway given လုပ်ပြီးတော့ဒီ ground voltage ကို output ပေးလိုက်တာဖြစ်တယ်ဒီ IC ကျတော့အဲ့လိုမဟုတ်ပါဘူး IC မှာသူ့ရဲ့ပင်မလှုပ်ဆောင်ချက်ဘို့ VCC လိုပါတယ်အဲ့တော့ဒီ VCC ကိုကျွန်တော်တို့ကအရင်ဆုံးပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ ULN